ကျော်အားလုံးပါတော့ပါဒီနေ့မှာတော့ KOF ပတ်ဝန်းပေါက်ပြီးတော့ဖောက်ပါဖြစ်ပါတယ်အခုခရထားနေရတော့ Arena Skin ကိုတန်တုံးနဲ့ပေါက်တယ်ဆိုပြီးတော့လိုက်ကြွနေအဖွဲပဲဖြစ်ပါတယ်အမှန်တကယ်က Arena Skin ကလုံးဝမပေါက်ဘူးလေလို့ဆိုတန်တော့မှာ free ရမှာပဲဖြစ်ပါတယ်ကိုရီးယားတော့ရန်ခါလိုက် KOF တုန်းက30ဒေါ်နဲ့ Oria Kami ရဲ့ skin ကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်အဲ skin ကတော့လူကြိုက်များတဲ့ skin လေးပါပါတယ်အမှန်မီဘန်းကတော့ Oria Kami ရဲ့နာမည်ကိုမခေါ်ဘဲနဲ့ရှောင်းလို့ပဲခေါ်ကြရတယ်ဖြစ်ပါတယ်KOF ဆိုတော့ KO Fighter တွေကစက်ကောင်တွေကို collaboration ယူပြီးတော့ game တော်များများမှာလည်းအဲ့လို KOS skin တွေရှိကြပါတယ်ကျွန်တော်ဘရိုမတင်လဲတာနေပေါ့နော်သူများ game တွေသွားပြီးတော့ဒါ MMU တွေကခိုးချလာတယ်6ကြီးဆိုပြီးတော့တတ်မနဲ့ပေါ့နော်new play ရဲ့ကျွန်တော်တန်တော်နဲ့ Karina KOS တန်းပေါက်တယ်ဆိုပြီးတော့ကိုကြီးချော့လည်းမတန်အောင်လားဆိုတော့တန်ပါတယ်ဒါပေမဲ့ကိုပေါက်ပြီးသားပြန်ပေါက်မှတန်တာပေါ့နော်မပေါက်သေးတဲ့ skin ပေါက်ရင်တော့မတန်ပါဘူးတန်တော်တိုင်းမှာ EP skin တစ်ကောင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုကြီးပေါက်ပြီးသား skin ပြန်ပေါက်မှတန်မှာပေါ့နော်နောက်ပြီးတော့ emote တွေကြီးပေါက်ရင်လည်းမတန်ပါဘူးအကြိုင် free token နဲ့လည်းပဲပြန်ရမှာဖြစ်ပါတယ်ဥမာဘရိုကမရှိရသေးတဲ့ skin ပေါက်တယ်ဆိုရင်ဘာ free token မှမရရင်မှ skin တစ်တော့ရပါတော့နော်ဒါပေမဲ့ကိုရ skin တစ်မလို့ချင်ပါဘူး free token မှလို့ချင်ပါတယ်ဒီမှာတော့ကိုယ်မှမရှိရ A-box skin ပေါက်တယ်ပေါ့နော်အဲ့ဒါမကောက်ပါဘူးဘာလို့ဆိုတော့ဘာticket မှမရဘူးပေါ့နော်ပတ်ဝန်းမှာတော့ကိုယ်ရှိပြီးသား skin တွေရှိပြီးသား emote တွေပြန်ပေါက်တာကြောင့်ကိုယ်20ခါထိ free တော့ရခဲ့ရပေါ့နော်ကိုရဲ့ pattern တော့39ပဲဖြစ်ပါတယ်ဒီ draw 42မှမပေါက်ဘဲနဲ့40 draw ကျော်သွားရင်တော့လက်ချော့လိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့ဟို free token နဲ့မှမဟုတ်ရင်10 draw ကို diamond 1500တောင်းမှပဲဖြစ်ပါတယ်အဲ့လောက်ဒီကိုယ်မှမရှိဘူးပေါ့နော်ခုန10 draw ပြည့်တော့ကိုယ်မှရှိပြီးသား SMA skin ပြန်ရတဲ့အတွက် free token တစ်ခုထပ်ရရပေါ့နော်အကျော်ကဲ့ရင်များရခဲ့ပါတယ် Pro နဲ့ရောလိုချင်တဲ့ KOS ကတပ်ပေါက်ပါစေလို့ပြောကြရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်ပါတယ်ဒါပါပဲ